ဖတ်ပြမှာကတော့ဒေါက်တာစီးစိန်ပါမုက္ခစိတ်ပညာရဲ့ကိုဗစ်ကာလကိုဒီလိုစိတ်နဲ့ကြော်လွှားပါဆိုတဲ့စာအုပ်ထဲကစိတ်ဒဏ်ရာအခန်းပဲဖြစ်ပါတယ်အခုဖတ်ပြမယ့်အခန်းကတော့စိတ်ဒဏ်ရာဖြစ်ပါတယ်စိတ်ဒဏ်ရာကိုဗစ်ကာလမှာစိတ်ဟာဒဏ်ရာတွေအများကြီးရနေကြတယ်စိတ်မှာဒဏ်ရာအနာတရဖြစ်ပြီးဆိုရင်ကိုယ်မှာဖြစ်တာတဲ့ပိုပြီးနာပါတယ်ပိုပြီးလဲပြန်သတိရပါတယ်ဒီဒဏ်ရာတွေဟာခံစားရတဲ့သူရဲ့အပြုအမူတွေပေါ်မှာလဲပိုပြီးတက်ရောက်မှုတွေဖြစ်လာပါတယ်မပျော်တော့တာငိုချင်လာတာအရာရာကိုစိတ်မဝင်စားတော့တာစိတ်ဓာတ်ကျတာစိတ်နာတာလက်လျှော့လိုက်တာအဝေးကိုထွက်ပြေးသွားတာဘယ်တော့မှမချစ်ချင်တော့တာတစ်သက်လုံးမုန်းသွားတာလောကကြီးကိုစိတ်ကုန်သွားတာစသဖြင့်ပေါ့ငယ်တုန်းကစိတ်ဒဏ်ရာဒီလိုကိုဗစ်ကပ်ဘေးကာလမှာလူတိုင်းစိတ်ဒဏ်ရာအသစ်တွေရနေကြချိန်မှာငယ်တည်းကစိတ်ဒဏ်ရာရခဲ့သူတွေဟာအထူးကိုသတိထားဖို့ဖြစ်လာပါတယ်ကလေးဘဝစိတ်ဒဏ်ရာဆိုတာကတော့ကလေးဘဝအရွယ်မှာတွေ့ကြုံခံစားခဲ့ရတဲ့နာကျင်စရာအတွေ့အကြုံတွေစိတ်အနှောက်အယှက်ဖြစ်စရာအတွေ့အကြုံတွေကိုပြောတာပါဒီဒဏ်ရာတွေကြောင့်ဒီကလေးဟာသူကြီးလာရင်ရုပ်ပိုင်းရောစိတ်ပိုင်းမှာတက်ရောက်မှုတွေအများကြီးရှိလာနိုင်တယ်ကလေးဟာဒီလိုမကောင်းတဲ့အတွေ့အကြုံအဖြစ်အပျက်တွေကိုကိုယ်တွေ့ကြုံရမြင်ရပြီးဆိုတာနဲ့ကလေးဘဝစိတ်ဒဏ်ရာစဖြစ်တော့တာပါပဲအကြမ်းဖက်ခံရခြင်းလက်လျူရှုခံရခြင်းနဲ့ပြင်းပြင်းထန်ထန်အကြမ်းပတမ်းဆက်ဆံခံရခြင်းတွေဟာဆက်ဆံရေးနဲ့ဆိုင်တဲ့ဒဏ်တွေပါပဲဒီအမျိုးအစားမှာ1ကလေးအပေါ်တိုက်ရိုက်ဖြစ်စေတဲ့စိတ်ဒဏ်ရာတွေအိမ်မှာဖြစ်စေအခြားနေရာမှာဖြစ်စေလိမ်ပိုင်းရုပ်ပိုင်းနဲ့စိတ်ခံစားမှုပိုင်းအကြမ်းဖက်ခံရတာအိမ်မှာအခြားနေရာမှာမိသားစုထဲမှာအိမ်မှာအကြမ်းဖက်မှုတွေကိုကြည်ရမြင်ရကြုံရတာပြည်တွင်းစစ်စိတ်ဒဏ်ရာဒုက္ခတဲ့စိတ်ဒဏ်ရာစိတ်မနှံ့သူတွေထိမ့်သိမ့်တဲ့နေရာကိုကြောက်တဲ့စိတ်ဒဏ်ရာစတာတွေကိုအတိုင်းအဝိုင်းထဲမှာကြည်ရမြင်ရကြုံရတာ2ကလေးကိုကောင်းကောင်းမထိမ့်သိမ့်မမွေးမြူတာရုပ်ပိုင်းစိတ်ပိုင်းလစ်လျူရှုခြင်း3ကလေးကိုပြုစုနေသူကိုယ်တိုင်မှာရှိနေတဲ့စိတ်ဒဏ်ရာအဲ့ဒီကတစ်စစ်ကလေးရဲ့စိတ်ပိုင်းဆိုင်ရာလိုအပ်မှုတွေမပြေဘဲကြီးလာရတတ်တယ်ကျမ်းမာရေးမကောင်းတဲ့မိဘတွေမူရဲ့ဆေးနဲ့အရက်ဆွဲနေတဲ့မိဘတွေထောင်ကျနေတဲ့မိဘတွေတယောက်စီကွဲနေတာတွေကွာရှင်းသွားကြတာတွေဒါတွေကကလေးတွေရဲ့စိတ်ဒဏ်ရာဖြစ်လာဖို့အကြောင်းရင်းတွေပါကလေးဘဝစိတ်ဒဏ်ရာရဲ့တက်ရောက်မှုတွေသိမှုဆိုင်ရာတင်ယူခြင်းနဲ့ဆန္ဒပြက်ပြားသွားတယ်ပြဿနာကိုဖြေရှင်းရမှာခက်တယ်အာယုံစူးစိုက်မှုပြဿနာတွေရှိလာတယ်ကျောင်းစာပေါက်မြောက်မှုမှာညံ့လာတယ်ရုပ်ပိုင်းကျန်းမာရေးအိတ်ခြင်းနဲ့စားခြင်းနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်လာတယ်ကိုယ်ခံအားခုခံအားစနစ်တွေညံ့လာတယ်တက်တန်းတူလာတယ်စိတ်ခံစားမှုပိုင်းစိတ်ခံစားချက်ကိုထိမ့်မှုခက်လာတယ်ပြဿနာကိုဖြေရှင်းတဲ့စွမ်းရည်တွေကတ်သက်ပိတ်ပင်ထားသလိုဖြစ်တယ်စိတ်ဖိစီးမှုကိုဆက်ထိမခံနိုင်တာတွေတိုးလာတယ်ရှက်လာတယ်အပြစ်ဆွဲနောင်တစိတ်တွေဖြစ်လာတယ်အလွန်ကျွံစိုးရိမ်လာတယ်မျော်လင့်ချက်မဲ့ပြီလို့ခံစားရတယ်ထောက်မြောက်အောင်မြင်အောင်လုံနိုင်စွမ်းမရှိဘူးလို့ခံစားရတယ်အကူအညီမဲ့နေတယ်လို့ခံစားရတယ်ပေါင်းတင်ဆက်ဆံရေးပိုင်းနှောင့်တွယ်မှုတန်ရောစဉ်နဲ့ပတ်သက်တဲ့ပြဿနာတွေယောဂါတွေဖြစ်လာတယ်လူမှုရေးအပြန်အလှန်တုတ်လည်မှုမှာနားလေသဘောပေါက်တာတွေနည်းလာတယ်ညံ့လာတယ်ရွယ်သူတွေနဲ့ဆက်ဆံရေးထူထောင်ရမှာခက်လာတယ်စိတ်ကူးရင်ဆက်ဆံရေးမှာတောင်ပြဿနာတွေရှိလာတယ်ဒီလိုနဲ့ဒီကလေးကနေအကြမ်းဖက်တာတွေလက်လျူရှုတာတွေကိုသူမိဘဖြစ်လာတဲ့အခါသူ့သားသမီးတွေအပေါ်ပြန်ပြုမှုရင်းအမွေပေးခဲ့တယ်လို့ဖြစ်ပြီးတော့မျိုးရိုးစင်ဆက်ဒီစိတ်ယောဂတန်တရားကြီးလဲနေတတ်တယ်စိတ်ကျမ်းမာရေးပိုင်းစိတ်ဓာတ်ကြတာတွေဖြစ်တယ်စိုးရိမ်သောကတွေဖြစ်တယ်အပြည့်သဘောဆောင်တဲ့ဘဝအမြင်တွေရတယ်နှိမ့်ကြတဲ့ကိုတန်ဖိုးထားမှုတွေဖြစ်တယ်စိတ်ဖိစီးပြီးဖြစ်တဲ့စိတ်ယောဂါတွေရမယ်တတ်တည်နိုင်တဲ့အလားအလာတွေဖြစ်မယ်အပြုအမူပိုင်းလူမှုဆက်ဆံရေးမှာနောက်ဆုတ်လာတဲ့ဒေါသကြီးလာတဲ့ဂမူးရှူးထိုးဖြစ်တာတွေကိုထိန်းရတာခက်လာတဲ့အန္တရာယ်ရှိတာတွေဥပဒေနဲ့မလွတ်တာတွေလှုပ်လာတဲ့လိမ်ပိုင်းဆိုင်ရာတွေပြင်းထန်လာတဲ့လွဲမားလာတဲ့အရွယ်မတိုင်ခင်ကိုဝင်ရတာတွေဖြစ်တဲ့မူရဲ့ဆေးအရက်အလွဲသုံးစားဖြစ်လာတယ်။အုံနောက်ဖွံ့ဖြိုးမှုအုံနောက်အရွယ်အစားသေးလာတဲ့အ
အုံနောက်ကထိရောက်တဲ့လှုပ်ဆောင်မှုမျိုးလှုပ်ဆောင်ရမှာရောနေလာတဲ့စိတ်ဖိစီးမှုကိုတုံ့ပြန်တာတွေကပြည့်ရင်းလာတဲ့မျိုးရိုးဗီဇပြောင်းလဲမှုတွေရှိလာတဲ့ဗီဇပြတာတွေလည်းပြောင်းလာတယ်ငယ်ငယ်ကစိတ်ဒဏ်ရာရခဲ့တဲ့ကလေးလေးတစ်ယောက်ရဲ့လူကြီးဘဝဟာတကယ့်ကိုမလွယ်ပါစိတ်ဒဏ်ရာတွေမေ့ပြောက်လမ်းတစ်ကိုရှောင်နိုင်ပါစေစိတ်ဒဏ်ရာအထူးသဖြင့်ငယ်ငယ်တုန်းကရခဲ့တဲ့စိတ်ဒဏ်ရာတွေကိုကြက်ကြက်ခံရင်ဆိုင်ပြီးမေ့ပြောက်ရင်လမ်းတစ်မှာသူလိုငါလိုလှမ်းလျှောက်ဖို့ဆိုတာကလွယ်တဲ့အလုပ်တော့မဟုတ်ပါဘူးကလေးရဲ့ကိုယ်စွမ်းရည်စိတ်စွမ်းရည်တွေပုံမှန်ပြန်ကောင်းဖို့ဆိုရင်အလားတူစိတ်ဒဏ်တက်နိုင်တဲ့အဖြစ်အပျက်တွေနဲ့ထပ်ကြုံရရင်ကြက်ကြက်ခံပြီးပြန်လည်ကောင်းမွန်နိုင်ဖို့ဆိုရင်ဘာလိုအပ်မယ်ထင်ပါတယ်လဲလုံခြုံစိတ်ချနှွေးထွေးလှတဲ့တန်ရောစဉ်အနှောင်ဖွဲ့ပဲလိုအပ်ပါတယ်လေ့လာမှုတွေအရဒီအနှောင်ဖွဲ့ဟာစိတ်ဒဏ်တဲ့ကလေးလေးတွေပြန်လည်ကောင်းမွန်လာရေးမှာအတော်ကလေးဆက်နွယ်နေတယ်ဆိုတာတွေ့ရတယ်ဒါကြောင့်စိတ်ဒဏ်တက်တဲ့ကလေးလေးတွေကိုလုံခြုံစိတ်ချနှွေးထွေးလှတဲ့တန်ရောစဉ်အနှောင်အဖွဲ့နဲ့သာပြုစုစောင့်ရှောက်ပါလေဒီကလေးလေးတွေဟာလောကဓာတ်ကိုကြက်ကြက်ခံပြီးပြန်လည်နိုးထလှပလာပါလိမ့်မယ်ဒီလိုကြက်ကြက်ခံပြီးပြန်လည်လှပလာဖို့ဆိုရင်ဘာတွေလိုအပ်မလဲအကောင်းမြင်တတ်ဖို့လိုပါလေယူတတ်ရင်သင်ခန်းစာကြီးပါပဲအကောင်းမြင်တတ်ရင်အသုံးမကျတဲ့အတွေ့အကြုံဆိုတာမရှိပါဘူးကိုယုံကြည်ဖို့လိုပါတယ်ကိုအတိဆုံးဟာကိုပါပဲကိုစွမ်းရည်ကိုအတိဆုံးဟာလဲကိုပါပဲအရေးကြီးတာကကိုယုံကြည်ဖို့ပါကိုထိန်းချောင်းမောင်းနှင်တတ်ဖို့လိုပါတယ်ယုံကြည်ယုံနဲ့မပြီးပါဘူးထိန်းနိုင်ရမယ်မောင်းနှင်နိုင်ရမယ်လိုက်ဖက်ညီစွာပြောင်းလဲခြင်းနဲ့ဆန္ဒရှိရပါမယ်ဆန္ဒပြင်းပြရင်မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးကိုက်ညီတဲ့ဆန္ဒဖြစ်ဖို့တော့လိုမယ်အချိန်နဲ့အချိန်ကားအားလျော်စွာလိုက်လျောညီထွေနေနိုင်လုံနိုင်တဲ့ဆန္ဒရှိရပါမယ်အခါအားလျော်စွာအစဉ်ပြေတဲ့ညှိယူမှုမျိုးပေါ့စိတ်ခံစားမှုနဲ့ပတ်သက်ပြီးတော့လဲတတိရှိရပါမယ်ခံစားချက်တွေနောက်ကိုလိုက်နေရင်လည်းအဆင်မပြေဘူးစိတ်ရဲ့စေရာမပါစေဖို့တတိရှိရပါမယ်လူမှုအထောက်အပံ့ဒါကအတော်ရေးကြီးတယ်အိမ်မိသားစုအပေါင်းအသင်းတွေနဲ့ပတ်ဝန်းကျင်ရဲ့အကူအညီအထောက်အပံ့ဟာစိတ်ဓာတ်သိကလေးတယောက်လှလှပပပြန်နိုးထလာနိုင်ဖို့အလွန်အရေးပါလာပါတယ်ဟာသဓာတ်ခံလွမ်းစရာလာနာစရာနဲ့ဆိုလို့တော့အဆိုရှိတယ်ဒီမှာတော့နာစရာလာရဲစရာနဲ့ဆိုလို့ပြောင်းပြောရမယ်ဟာသဓာတ်ခံရှိရင်နာကျင်စရာတွေဟာဘဝရဲ့အပြင်းပြေပြက်လုံးတွေဖြစ်လာနိုင်ပါတယ်ဒီလောက်ဆိုရင်စိတ်ဒဏ်ရာရခဲ့တဲ့ကလေးလေးတယောက်ရဲ့ဘဝပြန်လည်လှပလာဖို့ဘာတွေလိုတယ်လဲဆိုတာရေးတော့မြင်မိကြမယ်ထင်ပါတယ်ကိုဗစ်ကာလမှာအရင်ကရှိခဲ့တဲ့စိတ်ဒဏ်ရာတွေလည်းကင်းစင်ပပျောက်ကြပါစေနောက်ထပ်စိတ်ဒဏ်ရာအသစ်တွေနဲ့လည်းဝေးပြီးပန်းလေးတွေလည်းဝေးပါစေစမ်းရည်လည်းအေးပါစေငှက်ကလေးတွေတိုင်းလည်းမိုးတိမ်ကြားမှာပြန်တန်းနိုင်ကြပါစေအခုဖတ်ပြခဲ့တာကတော့ဒေါက်တာစည်းစိန်ပါမုက္ခစိတ်ပညာရဲ့ကိုဗစ်ကာလကိုဒီလိုစိတ်နဲ့ကြော်လွှားပါဆိုတဲ့စာအုပ်ထဲကစိတ်ဒဏ်ရာအခန်းဖြစ်ပါတယ်အခုလိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်